ဘုံနေမလို့ပါချစ်ယောက်ျားကစပယ်ရှယ်ဟုတ်မယ်ပဇွန်နဲ့ထမင်းကြော်ပေးရပါပရှုထမင်းကြော်လေးပါကြက်ဥလေးရယ်ဒါလေးကတော့ကြက်ဥတောင်လေးနဲ့စံပြားကြော်ကြိုက်ဆုံးဒါကလည်းငါ6ချက်ငါ6စီပြန်ချက်ဒါလေးအချင်းလေးနဲ့တွဲစားဖို့ပါစားကြည့်ပါဦးမယ်ဒါလေးကောမကောဘလို့ကောမမပတူထမင်းကြော်လေးကိုနည်းနည်းပြောင်းလို့နော်ဟာဖတ်တယ်အပန်းနဲ့ထားရမယ်လေးစားကြည့်မနော်ကောင်းလိုက်တာဟုတ်ပါစံပြားကြောစံပြားကြော်ရရင်ကောင်း这都干嘛呀？